မွေးစီဝါကိုစမ်းသုံးတယ်အခုချက်ချင်းမွေးစီဝါလောကလေးကိုဒုံးလူပြေဝင်သွားဒါပေမဲ့ဒီကောင်ကအဲ့လိုခေါင်းနဲ့နဲ့ထတော့ရောင်းကောင်းတယ်ပေါင်းဆက်ဆက်ရေးကောင်းတယ်လူတွေကိုစကားပြောတဲ့ခါကျတော့ဒီကောင်အဲ့မှာဒီတော်တော်ရောင်းကောင်းတယ်ခင်လူချစ်လူခင်နဲ့ပေါ်တော့တော်တော်ရောင်းကောင်းတဲ့ထဲပါဒါတော့မှတစ်လုံး900ပဲ10လုံးမှ9000မြတ်အဲ့ဒါကိုသူတို့တစ်ခါထိုင်လို့ရှိရင်လည်းတစ်ခါတိုင်း3000 4000အဲ့လိုရှင်3000 4000ရှင်းနေတော့တရတဲ့တစ်ခါရဲမဟုတ်3000 4000ရှင်းနေပြီးသူသွားရောက်ရင်သွားရောက်ပြီးပြန်လာလို့ပြန်ထိုင်ရင်နောက်ထပ်3000 4000အဲ့လိုစားတောက်ကြတာဟုတ်လားတပွင့်တောက်ပြီးမစားနိုင်မတောက်နိုင်ဘူးပြောတဲ့ကောင်နေကိုယ့်ကိုလဲသေးလိုက်အဲ့ဆောက်ကလေးလောက်တာသိလိုက်တကယ်ဆရာကြီးဆိုလို့ရှိရင်လေဒီဘေးနားမှာဟိုထမင်းစလုံးကြီးချပြီးတော့ဒီဘက်ကနေပြီးတော့တပွင့်တောက်နေတဲ့ကောင်ကြီးရှိတယ်တပုံကြီးသိလိုက်ထမင်းမစားနိုင်မတောက်နိုင်ဆိုကလေးလောက်တယ်အဲ့ချွတ်တားကြီးလောက်တာဒီကောင်ကြီးကအဲ့လိုမျိုးစားနိုင်တောက်နိုင်တုံးတယ်စားလဲပါတယ်တောက်လဲတချို့ကောင်လည်းကျတော့တပွင့်တောက်ပြီးရင်မစားတော့ပြန်တော့သူတို့ကျတော့အဲ့လိုမဟုတ်စားရတောက်တယ်ပြီးတော့သူတို့ကဘယ်လိုပြောရမလဲဆိုဒီသူတို့ဒီအချိန်မှာကြာအချိန်ရှိရမလားတော်တော်များစေးကြာအချိန်မှာသူတို့ဘာလုပ်ရင်ပြီးလဲဆိုတော့သူတို့သိသူတို့တကယ်နေအောင်ဆိုတော့သူတယောက်ကြောင်းတယောက်သိကြတော့အဲ့လိုမျိုးဒီကောင်ကြာနေသူဘယ်လိုဖြေပေးရမှာလဲသိတော့အဲ့လိုဖြေလိုက်တောက်လိုက်နေသူတို့စက်ကြကြတော့သူတကယ်နေနေမှာပေါ့သူငယ်နေမှာစက်ကြလို့သူမာသားကြီးမသိအောင်တော့အပေါ်တက်အောက်လည်းရောအပေါ်တက်မှာကျင်းတယ်အောက်ထပ်မှာသူမာသားကြီးတက်လာပြီဆိုတော့ရှင်ဘာညာရွှေချောင်းကုန်းကွာနဲ့ဖောက်ပလိုက်ရအောင်အဲ့လိုမျိုးနေရနေပြီးတော့ဒီအဲ့နေရာမှာတော်တော်နာမည်ကြီးသွားခဲ့တယ်ဗောနော်နာမည်ကြီးသွားတော့အဓိကရောက်လာတော့ဒီကိုနေနာကားသမားတွေပေါ့နော်သိရမလားကိုနေနာကားသမားတွေဆိုတော့လေဗျာဒီနေဝေးသွားတာရှိညာပိုင်းမောင်းလာရှိတော့သူတို့ကြိုက်ကြပင်မန်းတော်တွေဒီကောင်ကလည်းအလုပ်ကောင်းလုပ်နေတယ်ညာဘက်မအိပ်ပဲကောင်းလုပ်နေတယ်ပေါ့အဲ့လိုမျိုးပေါ့နော်ရောင်းအားတွေကရန်ကောင်းလူတွေကအဲ့လိုမျိုးထက်ကြီးပိုင်းတွေကနဝါးကြီးကအရန်လိုချင်တာသိရမလားအဲ့လိုမျိုးအဲ့လိုကောင်မျိုးဆိုအဲ့လိုအလုပ်လုပ်ပေးနိုင်တဲ့ကောင်သူဆောင်းဝမ်းကြိုက်တာဆိုရောင်းမင်းနေလိုချင်တယ်ပေါ့နော်သူအဲ့လိုမျိုးရှာတယ်ဒါပေမဲ့သူမှဘာမှမကြောက်သူအိမ်နဲ့လည်းဘာမှမပြောဘူးသူမိနဲ့လည်းသူကတိတ်စကားပြောဘူးအိမ်လည်းပြန်ချင်းမပြန်ဘာလို့ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲ trauma ရသွားပြီသိမလားအရှေ့မှာ trauma ရှိသွားပြီဒီကလေးတယောက်အနေနဲ့မိဘတယောက်ကိုဒီလိုဖြစ်ခဲ့တော့trauma ဖြစ်သွားပြီတပြီးတော့လူငယ်ပိုင်းသူနားမလည်သေးဘူးသိမလားဒါပေမဲ့အခုနောက်ပိုင်းမှာတော့သူလက်ခံထားတာသူ့ငယ်ပါဖြစ်သူ့အမေကအမေပဲပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတော်တော်ဆက်ဆံတာသူများမိသားစုတွေလောက်တော့မရှိတော့ဘူးပေါ့နော်သူ့ဘာလို့နေရဲဟိုအေဂျင့်နေရဲအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဂျာထဲမှာလေသူ့မိကိုဒုက္ခပြန်ပေးခဲ့တာလည်းအများကြီးရှိတယ်ပေါ့နော်ဒီရှင်ဖြစ်တာရှိရဲအဲ့လိုအသူ့မိခဏရဲစကန်လိုက်ထုတ်ရတာမျိုးရှိရဲပြီးရဲတွေကဟို